ဝါရီသာမရှိတော့ရင်ကမ္ဘာစားနပ်ရိက္ခာပြက်လက်သွားနိုင်တယ်ဆိုတာသင်သိပါသလားဟုတ်ပါတယ်ကမ္ဘာပေါ်မှာပြားရည်သာမျိုးတုံးပြောက်ကွယ်သွားလို့ရှိရင်ကျမတို့လိုတက်ရှိတွေကလည်းမျိုးတုံးပြောက်ကွယ်သွားမလားဆိုတာမသိကြပါဘူးရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့စားသုံးနေတဲ့သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်တွေရဲ့သုံးဖို့တပုံဟာဆိုရင်ပြားရည်ရဲ့ဝတ်မုံကူးခြင်းကနေပြီးတော့ရတဲ့အတွက်ကြောင့်ပါ။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲပြားရည်ဟာလူတွေရဲ့ပယောဂတွေကြောင့်နှစ်စဉ်အကောင်ရည်ရော့ကျလျက်ရှိနေပါတယ်။အတိကကတော့ပြားရည်ရဲ့နေထိုင်စရာရှားပါလာမှုနဲ့စိုက်ခင်းတွေမှာသုံးတဲ့ပိုးသက်စီတွေကြောင့်ပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်2018ခုနှစ်တခုတည်းမှာတွေကိုပဲပြားအကောင်ရေ40%လောက်သေဆုံးခဲ့တယ်ဆိုပြီးတော့ USA Today ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီနှုန်းတိုင်းသာဆိုလို့ရှိရင်နောက်နှစ်20လောက်ကြာရင်ဘယ်လိုတွေကြုံတွေ့လာနိုင်တယ်လဲဆိုတာကတော့တွေးကြည့်ဖို့တော့မှခက်ခဲလာပါတယ်။ပြားတွေကဘယ်လိုမျိုးပွားပြီးတော့ပြားအုံကိုဘယ်လိုစိတ်ဝင်စားစရာကောင်းအောင်တိစောက်ကြလဲဆိုတာကိုဆက်ကြည့်ပေးကြပါဦးနော်။ပြားတွေကိုအဓိကအားဖြင့်2မျိုးခွဲခြားနိုင်ပါတယ်။အစုအုံလိုက်နေတတ်တဲ့ပြားတွေနဲ့တီးခြားနေထိုင်တတ်တဲ့ပြားမျိုးတွေပါတီးခြားနေထိုင်တတ်တဲ့ပြားမျိုးတွေကတော့အကောင်ပိုကြီးတက်ပြီးတော့အုပ်စုဖွဲ့နေထိုင်တတ်တဲ့ပြားမျိုးတွေထက်ကို16ဆခန့်ပိုပြီးတော့ကြီးပါတယ်အုပ်စုဖွဲ့နေထိုင်တတ်တဲ့ပြားတွေကတော့အင်မတန်မှစိတ်ဝင်စားစရာကောင်းလာပါတယ်သူတို့ကိုအဓိကအားဖြင့်တော့3မျိုးခွဲခြားနိုင်ပါတယ်နံပါတ်1ပြားပြေမနံပါတ်2ပြားထီနဲ့နံပါတ်3လှုပ်သားပြားတို့ပဲဖြစ်ပါတယ်ပြားပရင်မကတော့ပြားအုပ်တစ်ခုမှာတစ်ကောင်သာရှိပြီးတော့ဥတွေကိုဥပေးပါတယ်။တာမန်လှုပ်သားပြားတွေထက်ကိုကိုလုံးပိုရှည်ပြီးတော့အတောင်နဲ့ရင်အုံတို့ကအဝါရောင်ရှိပါတယ်။ပြီးတော့လှုပ်သားပြားတွေလိုမျိုးဝတ်မုံအိတ်နဲ့ဖျောင်းအိတ်တွေမပါပါဘူးရှင်။ဒါဆိုရင်ပြားကြီးတွေကရောဘာအလုပ်လုပ်ကြတာလဲ။ဆက်ကြည့်ရအောင်နော်။ပြားကြီးတွေဟာလှုပ်သားပြားတွေထက်ကိုအကောင်ပိုကြီး၊မျက်လုံးပိုကြီးပြီးတော့အမွှေးလဲပိုရှည်ပါတယ်။ပြားထီးတွေကတော့မျိုးပွားဖို့အတွက်မိတ်လိုက်ခြင်းတစ်ခုကိုပဲလုပ်ပါတယ်တဲ့။ဘယ်ကောင်နဲ့မိတ်လိုက်တယ်လဲဆိုတော့ပြားပရင်မနဲ့ပါ။ဒါပေမဲ့ပြားထီးတွေရဲ့ဘဝဟာဒီလောက်ထိလွယ်ကူပြီးတော့ရိုးရှင်းနေတာတော့မဟုတ်ပါဘူးရှင်။ဘာလို့လဲဆိုတော့ပြားထီးတွေကမိတ်လိုက်ပြီးတာနဲ့လှုပ်သားပြားတွေရဲ့တက်ဖြတ်ခြင်းကိုခံရပါတယ်။ပြားပရင်မကမိတ်လိုက်ခြင်းရောက်ပြီဆိုလို့ရှိရင်လေထဲမှာဝဲပြန်နေပြီးတော့ပြားထီးတွေကမိတ်လိုက်ဖို့အတွက်ကိုထွက်လာတတ်ကြပါတယ်။ဒါပေမဲ့ပြားပရင်မနဲ့အတူအမြင့်ဆုံးကိုလိုက်ပြန်တက်တဲ့အတန်မာဆုံးပြားတီးတစ်ကောင်ကသာမိတ်လိုက်ခွင့်ရပါတယ်။မိတ်လိုက်ပြီးရင်တော့ပြားတီးဟာသေဆုံးသွားပါတယ်တဲ့။စိတ်ဝင်စားစရာပဲနော်။ဒါဆိုရင်လှုပ်သားပြားတွေကရောဘယ်လိုအမျိုးအစားတွေလဲ။ဆက်ကြည့်ရအောင်။လိမ်မဲ့ပြားတွေဖြစ်တဲ့လှုပ်သားပြားတွေဟာမဖွံ့ဖြိုးတဲ့ပြားမတွေဖြစ်ပါတယ်။သူတို့ကဥပဥနိုင်တာတော့မဟုတ်ပါဘူး။ဥတယ်ဆိုလို့ရှိရင်လေပြားတီးတွေပဲပေါင်းမဲ့ဥတွေကိုပဲဥနိုင်ပါတယ်။ဒီတော့သူတို့တွေကအဓိကအားဖြင့်အစာရှာခြင်းနဲ့မွေးလာတဲ့ပြားပေါက်ကလေးတွေကိုကြီးစုဆောက်ရှောက်ပြီးတော့ပြားအုံကိုအဓိကထိမ့်သိမ့်တဲ့သူတွေပဲဖြစ်ပါတယ်။ပြားအုံတအုံမှာလှုပ်သားပြားတွေကအကောင်ရေ95%ခန့်ရှိပါတယ်။ပြီးတော့လှုပ်သားပြားတွေနဲ့နောက်ထပ်ခြေမှာပြားပေါက်လေးတွေရဲ့အစာဖြစ်တဲ့ဝတ်မုံတွေထည့်ဖို့ဝတ်မုံအိတ်တွေပါတဲ့အပြင်ဘိုင်းအောက်မှာလည်းဖျောင်းအိတ်8အိတ်ပါရှိပါတယ်။ပြားအုံတအုံတိဆောက်ပြီးလို့ရှိရင်ပြားပရင်မကမိတ်လိုက်ပြီးတော့ဥတွေဥဖို့အတွက်ကိုလှုပ်ဆောင်ပါတယ်။ပြားပရင်မတွေကတစ်ချိန်မိတ်လိုက်ရုံနဲ့တစ်ရက်ကိုဥပေါင်း2500ကနေပြီးတော့9000လောက်ဥနိုင်ပြီးတော့တစ်သက်လုံးလဲဥနိုင်ပါတယ်။သူဆန္နာကပြားပရင်မကသူဥခဲ့တဲ့ဥတွေကဘယ်အမျိုးအစားပေါက်မလဲဆိုတာကိုသိပါတယ်တဲ့။ဒါကြောင့်ပြားပရင်မဖြစ်လာမယ့်ဥကိုအကြီးဆုံးနဲ့အကျယ်ဆုံးအခန်းတွေမှာဥတက်ပြီးတော့ပြားထီတွေပေါက်မဲ့ဥကိုတော့လှုပ်သားပြားတွေပေါက်မဲ့အခန်းထက်ကျဲတဲ့အခန်းတွေမှာဥပါတယ်တဲ့။ဥပြီးတဲ့အချိန်ကနေစပြီးတော့ပြားပရင်မဖြစ်လာမယ့်ဥတွေဟာ15ရက်အတွင်းအရွယ်ရောက်လာပြီးတော့လှုပ်သားပြားတွေဟာတော့21ရက်နဲ့ပြားထီတွေဟာ24ရက်အတွင်းအရွယ်ရောက်လာပါတယ်။ဒါပေမဲ့ဘရင်မလောင်ဖြစ်လာမဲ့ပြားမင်းသမီးတွေကလွဲလို့ကြံတဲ့ပြားတွေကပြားဘရင်မရှိတဲ့စီကိုသွားကြပါတယ်။ပြားမင်းသမီးတွေကတော့ဘရင်မရှိတဲ့အချိန်အတန်အောင်မပေးပါဘူးတဲ့။အကြောင်းကတော့ပြားဘရင်မကအတန်ကြားတာနဲ့တက်ပစ်တက်လို့ပါ။ပြားအုံတအုံမှာပြားမင်းသမီးတွေက9ကောင်10ကောင်လောက်ပေါင်ဝင်တက်ကြပါတယ်။ပြားအုံတစ်ခုမှာပြားမျိုးစုံပေါက်ဖွားပြီးသွားလို့ရှိရင်ပြားပရင်မကလှုပ်သားပြားအနှဲငယ်ကိုခေါ်ပြီးတော့ပြားအုံအသစ်ဆောက်ဖို့အတွက်ကိုထွက်သွားတတ်ကြပါတယ်။အဲ့ဒီချိန်ကျမှပဲဘရင်မဖြစ်လာမဲ့ပြားမင်းသမီးလေးကထွက်လာပြီးတော့ပြားအုံကိုဆက်လက်ဦးဆောင်ပါတယ်။
နောက်ဆုံးအနေနဲ့ပြားတွေဟာပြားရည်တစ်ပေါင်ရဖို့အတွက်ကိုပန်းပေါင်း2တန်းကျော်ကနေပြီးတော့ဝူရည်တွေကိုစုဆောင်ရပါတယ်။ဒါကြောင့်ကျမတို့လူသားတွေကသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်တာဝန်ပို့ပြီးရှိပါတယ်။ဥပမာမိမိပတ်ဝန်းကျင်မှာကွန်ကရစ်ခင်းတာမျိုးမလုပ်ဘဲနဲ့နှစ်ရှည်ပင်တီးပင်စားပင်နဲ့ပန်းပင်တွေကိုစိုက်ပျိုးတာမျိုးတောင်ယာချက်ထွင်မှုတော်မီချူတာတွေကိုသတိပေးတားမြစ်တာမျိုးနဲ့စက်ရုံအတွက်အညစ်အကြေးတွေကိုစနစ်တကျစွန့်ပစ်တာမျိုးတွေကိုလှုပ်ဆောင်ပြီးတော့ကျမတို့ပတ်ဝန်းကျင်အတွက်မရှိမဖြစ်လိုအပ်တဲ့ပြားလေးတွေကိုထိမ့်သိမ်းဆောက်ရှောက်ရင်းနဲ့ကျမတို့လည်းကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကိုဆောက်ရှောက်ကြရအောင်နော်